အားလုံးပဲမင်္ဂလာပါလွယ်ကူလေးလာအိတ်ဆဲသင်ခန်းစာပတ်7နေပြီးတော့ပြန်လည်ကြိုဆိုပါရစေအဲ့တော့ဒီနေ့မှာတော့ဘာအကြောင်းလေးပြောပြမလဲဆိုလို့ရှိရင်ဒီလုပ်ငန်းခွင်ထဲမှာသုံးနေတဲ့ function တွေကအသုံးဝင်မဲ့ function တစ်ခုဖြစ်တဲ့ group by function လေးအကြောင်းကိုပြောပြခြင်းပါတယ်အဲ့တော့ group by function လေးအကြောင်းမပြောခင်အရှိကတော့က passive မှာတော့ကဘာအကြောင်းပြောခဲ့လဲဆိုရင် sum if function လေးအကြောင်းပြောခဲ့ပါတယ်အဲ့တော့ sum if function လေးကဘယ်အချိန်မှာသုံးလို့ရတယ်လဲဆိုလို့ရှိရင် condition တွေပေါ်မှာမူတည်ပြီးတော့သူ့ရဲ့ပေါင်းလက်ကိုလိုချင်တဲ့အခါမျိုးမှာဆိုရင် sum if ကိုသုံးပါတယ်အဲ့တော့အဲ့ဒီ sum if function နဲ့အလားတူ data မျိုးကိုရအောင်ပေါ့နော်အလားတူ result မျိုးကိုရအောင်ဘာ function လေးသုံးပြီးတော့ရှာလို့ရသေးလဲဆိုရင် group by ဆိုတဲ့ function လေးသုံးပြီးတော့ရှာလို့ရပါသေးတယ်အဲ့တော့အဲ့ဒီအကြောင်းလေးကိုဒီနေ့ပြောပြပေးပါမယ်အဲ့တော့ function လေးအကြောင်းမပြောခင်ဒီမှာ sample data လေးတွေကိုတစ်ချက်လေ့လာကြည့်ရအောင်အဲ့တော့ဘာ sample ဘာ data လေးတွေပါတယ်လဲဆိုလို့ရှိရင် employee data ရှိတယ် name ရှိတယ် department ရှိတယ် salary ဆိုပြီးတော့ရှိပါတယ်အဲ့တော့ပြောချင်တာကဒီ employee တွေကဒီ department ကနေဒီ salary amount တွေရကြပါတယ်ဆိုတော့စည်ရင်စရာလေးဖြစ်ပါတယ်အဲ့တော့ group by function သို့မဟုတ်လဲ sum if ပေါ့နော်အဲ့တော့ဘယ်လိုမျိုးသုံးလို့ရသေးလဲဆိုရင် sum if နဲ့သုံးကြမယ်ဆိုကြပါစို့ဥပမာကိုကဘယ်လိုမျိုး data မျိုးလိုချင်လဲဆိုရင် HR ဌာနမှာရှိတဲ့ salary စုစုပေါင်းကိုသိချင်တယ်ကိုရီကုမ္ပဏီမှာဌာနတွေရှိတယ်ဆိုကြပါစို့ဥပမာဌာန3ခုရှိတယ်10ခုရှိတယ်အစရှိသဖြင့်ကိုလာစာပေးတဲ့အခါမျိုးမှာဆိုရင်ဒီဌာနတစ်ခုချင်းစီရဲ့စုစုပေါင်း salary ကိုသိချင်တယ်ဘယ်လောက်ရှိသွားလဲပေါ့နော်အဲ့တော့ဘယ်လောက် amount ကြီးရောက်နေလဲဆိုတာမျိုးသိချင်တယ်ဆိုကြပါစို့ဒါဆိုလို့ရှိရင်အရှိမသင်ထားခဲ့တဲ့ sum if function သုံးပြီးတော့ရှာလဲရတယ်သို့မဟုတ် group တွေစုလိုက်တယ်ပေါ့နော်ပြောချင်တာက department အလိုက် HR ဆိုရင် HR department ID ဆိုရင် ID department marketing ဆိုရင် marketing department အစရှိသဖြင့်အဲ့ဒီလိုမျိုး group လေးတွေကို department လေးတွေကို group လုပ်ပြီးတော့သူတို့တွေရဲ့ salary စုစုပေါင်းကိုရှာချင်ပါတယ်ဆိုတဲ့ result မျိုးဒီရှာလုပ်ချင်တယ်ပေါ့နော်အဲ့ဒီဟာမျိုးဆိုလို့ရှိရင်เนาะဘယ်လို function လေးသုံးလို့ရလဲဆိုရင် group by ဆိုတဲ့ function လေးသုံးလို့ရပါတယ်အဲ့တော့ group by function လေးကိုလေ့လာကြည့်ရအောင်အဲ့တော့ sample ဒီ question လေးအနေနဲ့ department တစ်ခုချင်းစီရဲ့ department by department ပေါ့နော်ဥပမာ HR ဆိုရင်တော့ဘယ်လောက် ID ဆိုရင်တော့ဘယ်လောက် marketing ဆိုရင်တော့ဘယ်လောက်အစရှိတဲ့ပြင်အဲ့လိုမျိုး department အလိုက်သူ့ရဲ့ salary ကိုသိချင်တာ group လိုက်သိချင်တယ်ဆိုတဲ့အခါမျိုးမှာ group by သုံးပါမယ်အဲ့တော့ group by လေးကိုလေ့လာကြည့်ရအောင် group by ဆိုလို့ရှိရင်လည်း bar function ရေး excel မှာ equal လေးနဲ့ group by ဆိုပြီးတော့သုံးပါမယ်အဲ့တော့ group by မှာဆိုလို့ရှိရင်လည်းထည့်ရမယ့် parameter တွေရှိတယ်ဒီအရှေ့ပိုင်းက parameter 3ခုကတော့မဖြစ်မနေထည့်ပေးရမယ်အနောက်ကဒီထောင်ကွင်းလေးတွေနဲ့ခတ်ထားတဲ့ဟာလေးတွေကတော့ optional ဆိုတဲ့သဘောမျိုးပေါ့နော် optional ဆိုတာမျိုးကပါလဲရတယ်မပါလဲရတယ်ထည့်ပေးလဲရတယ်မထည့်ပေးလဲရတယ်လိုအပ်တဲ့အခါမှာထည့်သုံးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ group by မှာဆိုလို့ရှိရင်အဓိကအနေနဲ့ parameter 3ခုထည့်ပေးရမယ်ပထမအဆုံးက row view ဆိုတာဘာကိုပဲပြောချင်တာလဲဆိုရင်ကို group လုံးမဲ့ကိုကဘဲအပေါ်မှာမူတည်ပြီးတော့ group လုပ်မှာလဲဆိုတဲ့ data ပေါ့နော်အဲ့တော့ပြောချင်တာဒါဆိုရင်ကိုဒီအမှာမေကွန်းက department အပေါ်မှာမူတည်ပြီးတော့ total salary ကိုလိုချင်တာဒါဆိုလို့ရှိရင်ကိုဘသူ့ပေါ်မှာမူတည်ပြီး group လုပ်မှာလဲဆိုရင် department ပေါ်မှာမူတည်ပြီး group လုပ်မှာသိကြတယ်ဘယ် column လဲဆိုရင် C column ပေါ့နော်အဲ့တော့ဒီမှာဟိုရှေ့မှာလည်းပဲ formula တွေသုံးသွားတဲ့အချိန်မှာပြသွားတယ် column အလိုက်သုံးတာပေါ့နော်အဲ့တော့ကိုကတော့ဒီမှာလွယ်လွယ်ကူ column အလိုက်သုံးပြတာပေါ့နော်ဒါပေမဲ့မဟုတ်ဘူးဒီ specific row ပေါ့နော်အဲ့တော့ပြောချင်တာ row 1ကနေပြီးတော့ row 10 ထိဆိုတဲ့ပုံစံမျိုးသုံးချင်လဲသုံးလို့ရတယ်ပေါ့နော်အဲ့တော့ပြဿနာမရှိဘူးကိုကြိုက်တယ်လို့သုံးလို့ရတယ်ကို့မှာအောက်မှာ data တွေရှိခဲ့တယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးဆက်လက်မှတ်ပြီးတော့သုံးပေးလို့ရတယ်သို့မဟုတ်ဘူးကို့မှာဒီ data သိတတ်မယ်ဆိုလို့ရှိရင်တော့ column အလိုက်ဆွဲချလဲရတယ်ပေါ့နော်နှစ်မျိုးစလုံးအတူတူပါပဲအဲ့တော့ဒီနေ့ tutorial ထဲမှာတော့ဒီလိုမျိုးလေးသုံးပြသွားမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ပထမ parameter အနေနဲ့ row fee ကကိုဘဲအပေါ်မှာမူတည်ပြီးတော့ group လုပ်ချင်တာလဲဆိုတဲ့ column ကိုရွေးပေးရပါတယ်ဒုတိယတစ်ခုအနေနဲ့ကကြတော့ value ပေါ့နော် value ကကြတော့အဲ့ဒီကို group လုပ်ထားတဲ့တန်ဖိုးလေးတွေကဘယ်နေရာမှာရှိသလဲပေါ့နော်ကို group ဘယ်တန်ဖိုးကို group လိုချင်တာလဲဆိုတဲ့ဟာအခုဒီမှာဆိုလို့ရှိရင် HR group အလိုက်ဆိုကြပါစို့ salary ကိုလိုချင်တာ ID ဌာနအလိုက် salary ကိုလိုချင်တာဆိုလို့ရှိရင်ကိုထည့်ပေးရမယ် value column လေးကဘယ် column ဖြစ်မလဲဆိုရင် salary တွေရှိတဲ့ column လေးပဲဖြစ်ပါတယ်
အဲ့တော့နောက်ဆုံးအနေနဲ့ကကြတော့ဘာလာမလဲဆိုရင် function ပေါ့နော်အဲ့တော့ဒီနေရာမှာ group ဘိုင်ကတခြား function တွေ sum မဟုတ်ဘူးပေါ့နော်တခြား function တွေအများကြီးနဲ့တွဲသုံးလို့ရပါတယ်လောလောဆယ်ဒီမှာတော့ရှေ့ tutorial မှာပြောသွားတယ် sum if နဲ့အလားတူပုံစံမျိုးဖြစ်အောင်လို့ပထမဆုံးအနေနဲ့ sum ဆိုတဲ့ function လေးသုံးပေးပါမယ်အဲ့တော့ရိုက်ထည့်လဲရပါတယ်အဲ့တော့sum ဆိုပြီးတော့ tab လေးခုံလိုက်လဲရတယ်ပေါ့နော်အဲ့တော့အနောက်က4000ခွဲနေကပါရာမီတာဖြစ်တဲ့အတွက်လောလောဆယ်တော့ဒီမှာမသုံးပြတော့ဘူးဒီတိုင်းလေးပဲပါရာမီတာ3ခုအနေနဲ့ column ဘာလုပ်လိုက်မလဲဆိုရင်ကုတ်လိုက်မယ်ဒါဆိုလို့ရှိရင် तू ကဘာလုပ်ပေးမလဲဆိုရင်ဇယားလေးဒီလိုမျိုးလေးထွက်လာလိမ့်မယ်ဒါဆိုရင် तू က HR ဌာနမှာဆို HR ဌာနမှာစုစုပေါင်းဒီလောက်အမောင့်ရှိပါတယ် ID ဌာနမှာဆိုရင်ဒီလောက်အမောင့်ရှိပါတယ် marketing မှာဆိုရင်တော့ဒီလောက်အမောင့်ရှိပါတယ် total မှာဆိုရင်တော့ဒီလောက်ဖြစ်ပါတယ်ဆိုတဲ့ဇယားလေးထွက်လာတယ်ပေါ့နော်အဲ့တော့ပြောချင်တာက department alike ကိုသူ့ရဲ့ salary စုစုပေါင်းကိုသုံးထားတာ sum function ဖြစ်တဲ့အတွက် salary စုစုပေါင်းကိုပြပေးတာဖြစ်ပါတယ်အဲ့တော့ဒါဆိုလို့ရှိရင်ကိုတွေ manual ချက်ကြည့်ရအောင်အဲ့တော့ manual ချက်မယ်ဆိုလို့ရှိရင်เนาะဘာလုပ်မလဲဆိုရင် filter လေးတက်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်အခုဒီမှာဆိုရင် HR မှာဆိုလို့ရှိရင်1.3လုံးပေါ့နော်အဲ့ဒါဆိုဒီမှာဟိုလေးဘာလဲ filter လေးလုပ်ကြည့်ပါမယ် HR ရဲ့စုစုပေါင်းပေါင်းလက်ကိုကြည့်ပါမယ်အဲ့တော့အောက်ဆုံးနားလေးမှာ sum လေးတွေ့လားမသိဘူး1.3လုံးဖြစ်ပါတယ်ဒါဆိုလို့ရှိရင်မှန်တယ်ပေါ့နော်အဲ့တော့ပြောချင်တာ manual နဲ့လည်းအဆင်ပြေတယ် function နဲ့လည်းအဆင်ပြေတယ်အဲ့ဒါဆိုလို့ရှိရင်အရှိကဒီ sum if function လေးနဲ့ဘာလုပ်ကြည့်မလဲဆိုရင်ရှင်းကြည့်ရအောင် sum if function လေးကိုမှတ်မိကြသေးလားမသိဘူး sum if function သုံးမယ်ဆိုလို့ရှိရင်ပြန်ပြောရမယ်ဆိုရင်နှစ်ခုရှိပါတယ် condition တစ်ခုလည်းသုံးမလား condition နှစ်ခုသုံးမလားပေါ့နော်အဲ့တော့လောလောဆယ်တော့ဒီမှာ department ကိုပဲ condition ခံမှာဖြစ်တဲ့အတွက်ဒီ condition s မှာပါတဲ့တမျိုးတည်းပေါ့နော် condition တမျိုးတည်းဖြစ်တဲ့ s မှာပါတဲ့ sum if လေးကိုသုံးပါမယ်အဲ့တော့ range ကကြတော့ကိုဒီ condition စစ်ချင်တဲ့ဟိုဗာလဲ column လေးကို range သတ်မှတ်ပေးပါမယ်ပြီးရင် criteria လေးကကိုကလိုချင်တာဘာလို့လဲဆိုရင် HR ဒီမှာတော့ sum if မှာတော့ကိုကတစ်ခုချင်းစီပြန်ပြီးတော့တွက်ပေးရမယ်ပေါ့နော်ဟိုမှာလိုမျိုးဇယားတစ်ခါတည်းတော့ group ပိုင်းမှာလိုမျိုးဇယားတော့တစ်ခါတည်းမရဘူးပေါ့နော်အဲ့တော့ပေါင်းချင်တာကဘာလို့လဲဆိုရင် salary ဖြစ်တဲ့အတွက်ကိုဒီမှာ salary ဆိုပြီးတော့ကွန်ပိတ်လိုက်ပါအဲ့တော့ under ခောက်ကြည့်အောင်ပြောချင်တာက group ပိုင်းမှာရခဲ့တဲ့ဇယားရဲ့တန်ဖိုးနဲ့ကိုပါကို sum if မှာသုံးခဲ့တဲ့တန်ဖိုးဆိုလို့ရှိရင်လည်းဘာပဲရမလဲဆိုလို့ရှိရင်အတူတူပဲရပါတယ်ဒါဆိုလို့ရှိရင် sum if မှာလည်းရှာတတ်မယ် group ပိုင်းသုံးပြီးတော့လည်းပေါင်းချင်းကိုရှာလို့ရမယ်ပေါ့နော်အဲ့တော့တခါတည်းတက်လက်စတယ်ကြည်ရင်းနဲ့ပေါ့နော်အဲ့တော့ group ပိုင်းမှာတခြား sum အပြင်ဘာ function တွေသုံးလို့ရလဲဆိုရင်ခုနတော့ကပြသွားတဲ့ function တွေအများကြီးသုံးလို့ရတယ်အဲ့ထဲမှာ average လေးတစ်ချက်လောက်စမ်းပြီးတော့သုံးကြည့်ရအောင်group ပိုင်းအဲ့တော့ခုနပြောခဲ့သလိုပဲကိုကဘယ်အပေါ်မှာမူတည်ပြီးတော့ group လုပ်ချင်တာလဲဆိုတော့ဒီ column လေးကိုရွေးပေးရပါမယ်ပြီးရင်ကို group လုပ်ချင်တဲ့ value လေးတွေရှိတဲ့ salary column ကိုရွေးပေးရပါမယ်ပြီးသွားရဆိုလို့ရှိရင်ဒီတစ်ခါမှာတော့ sum မရှာတော့ဘူးဘာရှာမလဲဆိုရင် average ပေါ့နော်ပြောချင်တာကဒီ department alike ဒီဗျမ်းမြပေါ့နော်အဲ့တော့ဗျမ်းမြ salary ဘယ်လောက်ရလဲဆိုတဲ့ဟာမျိုးကြည့်ကျင်တယ်အဲ့တော့ဆိုဒါဒီမှာဆိုရင်ကြည့်လိုက်မယ်ဆိုရင် HR က9933လုံးဆိုတဲ့ average salary လေးရပါတယ်အဲ့တော့ average ဆိုတဲ့သဘောမျိုးကကြတော့ဒီသင်္ချာမှာတွက်တယ်ဆိုလို့ရှိရင်စုစုပေါင်းကိုမူတည်ပြီးတော့ဗာနဲ့စားရလဲဆိုရင်အရေအတွက်နဲ့စားတာပေါ့နော်ဒါဆိုရင်ကို manual လေးတစ်ချက်ကြည့်ကြည့်ရအောင် HR ရဲ့စုစုပေါင်း salary ကဘယ်လောက်ရလဲဆိုရင်1.3လုံးရပါတယ်အဲ့တော့အဲ့ဒီဟာလေးကိုဒီမှာတစ်ချက်လောက်မှတ်ထားလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် HR ဌာနမှာလူဘယ်နှယောက်ရှိလဲဆိုရင်3ယောက်ရှိတယ်အဲ့တော့ filter လေးကိုပြန်ဖြီးပါမယ် shortcut key လေးတွေသုံးနေရတယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်စုစုပေါင်းတန်ဖိုးကဘယ်လောက်ရလဲဆိုရင်1.303လုံးရတယ်အဲ့ဒီဟာကို HR မှာလူဘယ်နှယောက်ရှိလဲဆိုရင်3ယောက်ရှိတယ်ဆိုတော့3နဲ့စားကြည့်လိုက်တော့ဒီ amount လေးကဘာဖြစ်လဲဆိုရင် manual တွက်ကြည့်တဲ့ amount လေးနဲ့လည်းအတူတူပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာဆိုလို့ရှိရင်ပြောသွားတာ group file ဆိုတဲ့ function လေးပြောသွားပါတယ်အဲ့တော့ group file ဆိုတာကဘယ်အချိန်မှာသုံးလို့ရလဲဆိုလို့ရှိရင်ကို data တွေဒီ data ပေါ်မှာမူတည်ပြီးလိုက်ပြီးတော့ဗောနော်အခုဒီ sample data အရပြောမယ်ဆိုရင် department အပေါ်မှာမူတည်ပြီးတော့လိုက်ပြီးတော့ဒီ salary group တွေခွဲခြင်းနဲ့ salary ရဲ့စုစုပေါင်းဒီပေါင်လက်သို့မဟုတ်မြောက်လက်သို့မဟုတ် average ပေါ့နော်ဒါမျိုးတွေသူထည့်ထားတဲ့ function ပေါ်မှာလိုက်ပြီးတော့ဒီ group လေးတွေလုပ်ချင်တယ်ဆိုလို့ရှိရင်ဗာလေးသုံးလို့ရလဲဆိုရင် group by function လေးသုံးလို့ရပါတယ်အဲ့တော့တကယ်လို့နားမလည်တာရှိရဲဆိုလို့ရှိရင် comment မှာရေးခဲ့ပေးလို့ရပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ်